လာကြဟေးလာကြကထိန်တော်ပွဲသွားရအောင်တော့အတူသွားမယ်လာကြကွယ်အတူသွားမယ်ကထိန်တော်ပွဲငွယ်လို့ပြောမယ်ကြည်နူးစရာတင်ထူးစွာစေတနာတရားပွားများကကထိန်တော်ပွဲကျင်းပနေတာရွှေငါမြူထူခဲ့ပြီတာပြောစရာကောင်းပေါင်းမိတ္တဟာကထိန်တော်ပွဲငွယ်လို့ပြောမှလာလေးလိုက်ခဲ့ပါလားဟေးလာကြကထိန်တော်ပွဲသွားရအောင်တော့အတူသွားမယ်လာကြကွယ်အတူသွားမယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကြည်နူးစရာတင်ထူးစွာစေနာတရားပွားများကကထိန်တော်ပွဲကျင်းပနေတာရွှေငါမြူထူခဲ့ပြီတာပြောစရာကောင်းအပေါင်းမိတ္တဟာကထိန်တော်ပွဲနွယ်လို့ပြောမှလာလေးလိုက်ခဲ့ပါလားလာကြကထိန်တော်ပွဲသွားရအောင်တော့လာကြကွယ်အတူသွားမယ်လာကြကွယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကထိန်ဝဲမှာလူကြတာသာသနာတော်ကြီးတွင်ရှိဖို့ရပါသာရေးလေးထားတာဒီမြတ်မကောင်းမြတ်စင်လားဗရာတရားထက်သန်လာစွာကထိန်တော်ပွဲကျင်းပနေတာလာလေးလိုက်ခဲ့ပါလားလာကြဟေးလာကြကထိန်တော်ပွဲသွားရအောင်တော့အတူသွားမယ်လာကြကွယ်အတူသွားမယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကြည်နူးစရာတင်ထူးစွာစေတနာတရားပွားများကကထိန်တော်ပွဲကျင်းပနေတာရွှေငါမြူထူခဲ့ပြီတာပြောစရာကောင်းပေါင်းမိတ္တဟာကထိန်တော်ပွဲနွယ်လို့ပြောမှလာလေးလိုက်ခဲ့ပါလားဟေးလာကြကထိန်တော်ပွဲသွားရအောင်တော့လာကြကွယ်တူသွားမယ်လာကြကွယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကထိန်ပွဲမှာလူကြတာသာသနာတော်ကြီးတွင်ရှိဖို့ရပါသာရေးလေးထားတာဒီမြတ်မကောင်းမြတ်စင်လားသရတရားထက်သန်လာစွာကထိန်တော်ပွဲကျင်းပနေတာလာလေးလိုက်ခဲ့ပါလားက
လေးမရှိရန်ကွာခီးတွင်နေတာမိမိမိုင်မျက်စိများကိုဘာလို့ရထားတာစီမရှိပါအစားကောင်းများမှလည်းအစိတ်မသိနာသေးချာကိုမျက်စိများကိုလည်းကိုကခွင့်မပြုရင်ညီသူများမယူနိုင်ပါမိမိမိုင်မျက်စိအားလုံးအလိုရှိတိုင်းသာစားသုံးနိုင်ရင်တို့မှာအထင်သင်ကလူကြီးမကြုံပါ နှစ်ပင်ချင်းပါလာမြတ်ခုလိုချိန်ကောင်းကင်ထက်ကနတ်ခတ်တို့ဆုံးချိန်ထိန်ထိန်လေးနဲ့မိအိမ်တစောင်းတိုင်းပွဲຫນွယ်ချိန်လူကြတန်းကြကုသိုလ်ပြုရာဘုံကထေမြတ်တင်ကန်ထူထူမြတ်တဲ့ချိန်ပင်ချင်းပါလာမြတ်ခုလိုချိန်ကောင်းကင်ထက်ကနတ်ခတ်တို့ဆုံးချိန်ထိန်ထိန်လေးနဲ့မိအိမ်တစောင်းတိုင်းပွဲຫນွယ်ချိန်လူကြတန်းကြကုသိုလ်ပြုရာဘုံကထေမြတ်တင်ကန်လူထူးမြတ်တဲ့ချိန်ကုသိုလ်ယူတဲ့ချိန်ချောနမလေးရဲ့လိုက်ခဲ့ပါလေတို့တူနွဲကြဆုံးကတဲ့ဘုရားတော်ကြောင့်တဲ့ကောင်းမှုခြင်းရဲ့ကုသိုလ်ယူတဲ့ချိန်ချောနမလေးရဲ့လိုက်ခဲ့ပါလေတို့တူနွဲကြဆုံးကတဲ့ဒါလာမိုးတွင်ဖြိုးချိန်သာရုခေါ်ချိန်ချိန်အလူရင်သက်လက်နဲ့မကွာမြမတို့ရဲ့ပုံကထိန်လာတဆောင်မုံချိန်မြတ်သာသနာထွန်းချိန်ချိန်လေးလေးနဲ့မိအိမ်တဆောင်တိုင်းပွဲຫນွယ်ချိန်လူကြတန်းကြကုသိုလ်ပြုရာဘုံကထိန်မြတ်တင်ကန်လူထူးမြတ်တဲ့ချိန်ပင်ချင်းပါလာမြတ်ခုလိုချိန်ကောင်းကင်ထက်ကနတ်ခတ်တို့ဆုံးချိန်ထိန်ထိန်လေးနဲ့မိအိမ်တစောင်းတိုင်းပွဲຫນွယ်ချိန်လူကြတန်းကြကုသိုလ်ပြုရာဘုံကထေမြတ်တင်ကန်လူထူးမြတ်တဲ့ချိန်
ခွင်လာကြခွဲတူသွားမဲ့တရင်တော်ဝဲနွယ်လို့ပြောမယ်ကြည်နူးစရာပြည့်ထူးစွာစေတနာတရားပွားများကတရင်တော်ဝဲကျင်းပနေတာရွှင်နာမျိုးထူခဲ့ပေတာပြောကြကောင်းပေါင်းမိသားတရင်တော်ဝဲနွယ်လို့ပြောမှလာလာလေးလိုက်ခဲ့ပါလားလာကြကထိန်တော်ဝဲသွားရအောင်တော့တူသွားမယ်လာကြခွဲလာကြခွဲတူသွားမယ်ကထိန်တော်ဝဲနွယ်လို့ပြောမယ်ကြည်နူးစရာဖြစ်ထူးစွာစေတနာတရားပွားများကကထိန်တော်ဝဲကျင်းပနေတာရွှင်နာမျိုးထူးခဲ့ပေတာပြောစရာကောင်းပေါင်းမိသားကထိန်တော်ဝဲနွယ်လို့ပြောမှလာလာလေးလိုက်ခဲ့ပါလားလာကြကထိန်တော်ဝဲသွားရအောင်တော့တူသွားမယ်လာကြခွဲလာကြခွဲတူသွားမယ်ကထိန်တော်ဝဲနွယ်လို့ပြောမယ်ကထိန်ဝဲမှာလူကြတာသာသနာကြီးတွန်းရှိဖို့ရဘာသာရေးလေးထားကပြည်မြန်မာကောင်းမြတ်စင်လားတရားတရားထက်သန်လာဆိုကထိန်တော်ဝဲကျင်းပနေတာလာလာလေးလိုက်ခဲ့ပါလားလာကြကထိန်တော်ဝဲသွားရအောင်တော့တူသွားမယ်လာကြခွဲလာကြခွဲတူသွားမယ်ကထိန်တော်ဝဲနွယ်လို့ပြောမယ်ကြည်နူးစရာဖြစ်ထူးစွာစေတနာတရားပွားများကကထိန်တော်ဝဲကျင်းပနေတာရွှင်နာမျိုးထူခဲ့ပေတာပြောကြကောင်းပေါင်းမိသားကထိန်တော်ဝဲနွယ်လို့ပြောမှလာလာလေးလိုက်ခဲ့ပါလားလာကြကထိန်တော်ဝဲသွားရအောင်တော့တူသွားမယ်လာကြခွဲလာကြခွဲတူသွားမယ်ကထိန်တော်ဝဲနွယ်လို့ပြောမယ်ကထိန်ဝဲမှာလူကြတာသာသနာကြီးတွန်းရှိဖို့ရဘာသာရေးလေးထားကပြည်မြန်မာကောင်းမြတ်စင်လားတရားတရားထက်သန်လာဆိုကထိန်တော်ဝဲကျင်းပနေတာလာလာလေးလိုက်ခဲ့ပါလား
မကြီးတော်ဘုရားကြီးတို့မှ၎င်းတင်လျာသင်္ကန်းကိုမှတ်တယ်လူရှင်အဖြစ်သမဂနာပြုပြီးတော့ဒီကနေ့ရောက်လာကြကုန်သောဓမ္မမိတ်ဆွေပရိသတ်အပေါင်းသူတော်ကောင်းတို့ကနေပြီးမဆက်ကပ်မီဘုရားဘာသာဝင်သူတော်စင်တို့ထုံးတန်းဆင်လာရရှင်ရုပ်ကိုပဲပြောင်း၍ချမ်းသာတို့ရောက်အောင်ပို့ဆောင်နိုင်တတိဖြစ်၍လူနာပြမတော်ဝါပေါင်းတို့၏မိကိုရာအထာယစစ်ဖြစ်တော်မူသောသလောကလုံး၌မြတ်ဆုံးဖြစ်သောဘုရားယရဏတရားယရဏသံဃာယရဏဘုရားတရားသံဃာယရဏမြတ်သုံးပါးတို့နှင့်တကွာမိဘဆရာသမားနန္ဒနန္ဒငါးပါးတို့၏ဘုံတော်ကျေးဇူးတော်အနန္တတို့ကိုထိုင်မှာပန်းစင်၍ရှိကူ၍လောကကံသိခြင်းနဲ့နိဗ္ဗာန်ကိုလည်းပြုသောခြင်းနဲ့သောပညာတို့ဖြင့်ညာလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြကုန်သည်ဖြစ်ကြပါစေအဘန္တေဣတရမေနသာသေဇာတိလေအနယာစာမိသေဇာတိလေအနယာစာမိလောကံဂတဝါသီလံဒေသာဒေဗန္တိနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကျေဘယဝအာယုပြုရရှိဖို့မဲ့အရဟံဂုံရှိသမ္မာသမ္ဗုဒ္ဓဂုံရှိဘဂဝါဂုံရှိဘုံရပေါင်းတို့နှင့်ပြုချမယ်ဘောဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိဘုဒ္ဓဝါဒဝရမိသိက္ခာပရံသမာရိယာမိသုဏမေရိယမစ္စဗမာဒဌာနာဝရမိသိက္ခာပရံသမာရိယာမိသဗ္ဗမဒေနသမာရိယဒကာမအပေါင်းသူတော်ကောင်းတို့တွေအားလုံးဒီနေ့ဘာလာလောက်တယ်လဲသင်္ကန်းလာကတ်တယ်တဲ့အဲ့တော့သင်္ကန်းလာကတ်တယ်ဆိုတော့သံဃာတော်ကတ်မယ်ဟုတ်လားဒီနေ့အာယုပြုလိုက်မယ်ခဏအောင်စုပန်ဆရာတော်လည်းမပါဘူးကရုံစည်းလည်းမပါဘူးနော်ဟောဒီမှာဘေးမယနိဗ္ဗာန်တ္တပစ္စည်းကရဏထာယသဗ္ဗရိဝါရံသတ္တဒေမနိယဒေမဣမိနာယထာဓမ္မံရထအရှင်ဘုရားပြေတော်တို့သည်သန္တရာတိဟုသောမောစေမြတ်မောယူပါရခြင်းအကျိုးမှာအောင်စုပန်ကြောင်းတိုင်း၌ရသရွှင်ပြုံးနိုင်ရန်စိတ်ရည်တန်၍ရာဇပြည့်တော်တို့၏သန့်ရှင်းသောငုံမြတ်သောအသိလျာသင်္ကန်းတို့နှင့်တကွာလူဝတ္ထုအသုစုတို့ကိုသံဃာတော်တို့ဘုံတော်ကိုအာယုပြုပါအာရတိတော်ကိုဘုရားရတော်ဘုရားမြတ်စွာဘုရားဓမ္မဘုရားတော်နှင့်ဘုရားညီတော်သဗ္ဗံကို
သ
ရင်းလျာသင်္ကန်းကိုစက္ကလူရနဲ့ကောင်းမှုကုသိုလ်အကြောင်းမျိုးဖြင့်တရဏဂုံသီလတော်ခံယူဆောက်တည်ခြင်းရာမူရှိတဲ့သံဃာတော်ရှင်တို့မြတ်တို့ရုပ်ပပူဇော်အပ်သောဗေတရားတော်တို့ကိုနာကြားခြင်းဒီနေ့ဘုရားမူရှိတဲ့သံဃာတော်ရှင်တို့မြတ်တို့နဲ့ဘောဟာအရာလေးမျက်နှာမှာပါရမီပြည့်ရောက်လာကြကုန်သောဘောညတာသမီးပေါင်းတို့ကိုအခန့်ကျွေးမလူရန်ခြင်းကောင်းမှုကုသိုလ်သရဏတို့၏တကုသေစွာအနုဘော်တော်တို့ကြောင့်ဣရဒသနေသရမသုံးပြဘုရားရှင်ကိုယ်တော်မြတ်ကြီးသာရဏတော်တွင်၌သေဒီဘတ်တို့နှင့်ပြည့်စုံ၍နေကြကုန်သောယေဒီဝကျင်သရဏဝရုလက္ခဝရုပက္ခကုဝေရဟုစွာသောနမင်းကြီးလေးပါးတို့နှင့်တကွာတို့နှင့်လုံးတော်ရည်ပြည့်စုံကြကုန်သည်ဘုံတို့ဘုံသူကောင်းစွာမသွေဖြစ်ကြပါစေကုန်သတည်းဒီပေါ်လာတဲ့ကောင်တော်ဒီလိုဆောင်ပြည့်စုံတဲ့သူဒီလိုဆိုလို့ရှိရင်ပြည်ကျော်လာပြီးကျော်6ရက်အဲ့တော့မုံကြီးနဲ့ပေါင်းမြို့နဲ့သင်္ကြောင်ကြီးရွာရှိတဲ့အောင်စုပန်ကျောင်းတိုင်းနဲ့ကောင်းလို့ကြည့်ကြအောင်နော်။ဘုရားဘုဒီနေ့ဒီမတ်တေလူရှင်ပြည့်နေတဲ့ဒကာယုတ်တဲ့ဝေတို့ဒီကမကြီးတော်ကြီးမြင့်သမီးမာဒီတဲ့ဝေတာကိုစီစီမျိုးဒီမိုင်းနဲ့ရဟန်းသရပိတဲ့။အဲနောက်မတ်တေလူရှင်တို့ကတော့ဆိုလို့ရှိရင်တရင်ကျော်လာပြီးတော့ဘယ်ရက်နေမှဒီသံဃာမောဗာပြည့်နေပြီဟုတ်လားအဲ့ဘာနေရရပြည့်တော့စေတောင်းတယ်ပါဟုတ်လားအဲ့ဆန္ဒလာမဘွေးလာဘုရားဘုလို့ရှင်ပြည့်ရဲ့အဲ့ဒီဒီမှာဒီရဲ့မှာတော့ကြာဟုတ်လားအဲ့တော့ဆန္ဒနေတဲ့ဒီတော့ဒီအောင်ဘုရားကျုံပါတော့ဘယ်လိုဒီပြာစွမ်းပြလို့တကယ်အရေးတရားမှတကယ်ဒီမှာတော့ကြောင်းသူကြောက်လားအဲ့တော့သူကြောက်ပြီးဆိုလို့ရှိရင်ခဏတော့ပြောတယ်ဒီနဲ့ပါလူလည်းပြောမှတည်းအဲ့ဒါဟုတ်လားကိုကတာလာထူတာဟုတ်လားဘာနေလဲလာထူတာလားစီနေကမ်းနေတာသွားနေပါမည်တတ်တဲ့မှတ်တဲ့ဒီတဲ့နာဆိုနေကြီးဝေးတဲ့နေနေရေးတဲ့နာကိုစင်ကြီးတောက်စားလေးကမကြည့်မမရှင်ပါလမ်းသားရဲ့မကြည့်ကောင်းသားရဲ့အိတ်ကောင်းသားဆောင်မလူအောင်ပြီးစိတ်ကောင်းတာဆောင်ရအောင်ပြီးစီရဲ့လောက်ကျင်းမှာလောက်ချနေကြပိုင်ပိုင်နိုင်နိုင်ညညဆိုင်ဆိုင်တွေတဲ့တော့မွဲတော့ဇွဲတော့မလွဲတော့ဒီကံအားရင်းဝေးဒီတထဲချီရတော့အိမ်မှာနေတဲ့ခါကျတော့သူကလည်းမရှိဘူး။ဘာလို့ရှိတဲ့ခါကဘာမှမရောက်ဘူးရတယ်။ဒီမှာတဲ့အားရလာလို့ရှိသေးတယ်ဟန်ခံလို့ရှိတယ်။ဟောတရားတော့သဘောပေါက်နားလည်ပြီးတော့တတိခင်းလိုက်တယ်ဆိုတာအကျိုးတရားတွေငါဘာမရဘူးလား။ဒီမှာရအောင်။လက်ရှိကဘုန်းကြီးရတာဟုတ်လား။ဒီမှာရတယ်ဘုရားဟုတ်လားဘုရားတို့လည်းဘုရားရောဟုတ်လားဒီငါးပါးထဲမှာအခုပြောတယ်မဟုတ်လားခဏနားထောင်တယ်ဆိုတော့ခဏကြားနေသိပြီနော်မသိဘူးလားသိတယ်တော့သိသွားတယ်နော်သူရှင်းပြတယ်ဘိုးတော့မသိဘူးလားသိသွားတယ်အဲ့လိုသိပြီးတော့လူတော့အကျိုးမများဘူးလားဒီများအကျိုးတွေကြီးတယ်
ကြောင့်မြင့်မြတ်သွားသူတဲ့သင်္ကန်းမှာဆိုလို့ရှိရင်ဗာမျိုးလဲဘယ်ရောမှာမြင့်မြတ်လို့ဆိုတာနော်အဲ့တော့နည်းနည်းလေးပြောလိုက်မှဆိုလို့ရှိရင်ကထိုင်ခြင်းလိုကျူရ5ပါးဘယ်နှပါးလဲအဲဒီကျူရ5ပါးကိုခိုင်အောင်မြဲအောင်ပြုလုပ်ပြီးတာကဘာရှိလဲဟုတ်ပြီလားဘုရားလေးကိုပြောပြမှာဟုတ်လားနောင်လေးရှိတယ်ဆိုလို့ရှိရင်ဘဝမလွတ်လပ်ဘူးမငြိမ်းချမ်းဘူးမချမ်းသာဘူးဟုတ်လားကဲဒါပြီးဆိုလို့ရှိရင်ဘုရားတရားကအောင်ကြနေတယ်ဆိုရပါဘူးကွယ်ဟုတ်လားအောင်ကြတဲ့ပုဂ္ဂိုလ်တွေ့ဘူးလားဒီချွေးတယ်လားဘာလို့ပြင်းအောင်ဒီဟုတ်လားလို့ချင်တယ်လေဟုတ်လားဒီကလိုက်မလဲမလိုက်ကိုနောက်လိုက်မှာကကြောက်လားကြောက်နေဟုတ်ရေမလို့ရဘူးလားရနာတော့မှာအစစ်ရှိတဲ့ဖြစ်နေရလေးမှာအော်တို့နဲ့ဖိုင်တော်ဘုရားရှိတယ်တရားရှိတယ်သံဃာရှိတယ်ဟုတ်ပြီလားတဲ့ဆိုလို့ဘုရားအစစ်ဝေတဲ့ခေလူဖြစ်ရတာချမ်းသာသည်တရားအစစ်ဝေတဲ့ခေလူဖြစ်ရတာချမ်းသာသည်သံဃာအစစ်ဝေတဲ့ခေလူဖြစ်ရတာချမ်းသာသည်ယူကြရအောင်သာဘောရမဟင်းတဲ့ကမရှိဘူးလားအနည်းရဘောရံတဲ့အခါရရှိမှအနည်းကဖြစ်ပြီးဟုတ်လားဘောရမပြည့်ပြည့်စုံနေမှာအနှစ်သာရဆိုတဲ့ကောင်းမှုကုသိုလ်ယူလို့မရဘူးလားအဲ့ဒါအခါလည်းပဲမလိုဘူးလားပြည့်စုံမလို့မလိုဘူးလားဒီအခါရှိမှအနှစ်သာရဆိုရတယ်ဟုတ်လားအဲကြောင့်လို့ဒီနေ့အခါတွေကသူ့အနှစ်သာရတွေဖြစ်တဲ့ဒါနတွေမရကြဘူးလားဘာဖြစ်လို့လဲမကြောက်လို့ဟုတ်လားကဲဆိုဒါနလုံးနောက်မစောရေရေလို့ရမည်နောက်မစောရေရေလို့ရမည်လောက်လားမေတ္တာရမရဘူးလားမေတ္တာရရပါပြီဒီနေ့ဟုတ်လားအဲဒါခဏတော့ပြောသလိုပဲဒီနေ့သံဃာတော်များရသလိုပဲအကြောင်းအကျိုးနဲ့သူတော့အကျိုးတွေမရနိုင်ဘူးလားရနိုင်ပါတယ်ဗျာဒီနေ့သတင်းတကာရမှလည်းရကြပါလေတဲ့မရဘူးလားရပါတယ်ဗျာအဲဒါလောကီအကျိုးတွေနော်နော်အဲရဖို့ရနဲ့ထောက်ပါအောင်ဖြစ်ပါစေလို့ဆုမမောင်းတောင်းပြီးတော့ဒီဆက်သွင်းကြပြတ်တန်းတူရနော်ကဲဒီစကြမယ်ဒီပုံရင်ဒီပုံရင်နိဗ္ဗာန်နိဗ္ဗာန်ဝိစေယောဟောတုဒီလိုတို့သည်ယတရားသံဃာအနန္တဘာဝတို့ဤဂုံတော်ယေစုတော်အနိမကောင်းတာလုပ်လျင်မကောင်းတာရမည်ကံကံဤအကျိုးတရားတို့ကိုဥရိမဝါမကောင်းခြင်းမင်္ဂလာရာရာတို့နှင့်ပြည့်စုံစေနိုင်သောဘဝတွေမှာဖြစ်တရား၍လူဤကုန်၏အကျိုးတို့တရားလာခြင်းသံသာကြည်ခြင်းဟောအားကြည်ခြင်းပရိညာပညာမြတ်သောဝါခြင်းဒီအကျိုးတရားတွေသုမတောင်းလို့ဒီဘေးလေဘေးတွေဒီဘေးတွေလက်နဲ့ဘေးတွေဘိုးကျူဘေးတွေရေင
ကျော်နိုင်ကြ၍ဒီဘောဥစ္စာယရနာတို့သည်ဘုရားအောင်မြင်ခြင်းဘုရားကောင်းဥစ္စာအမြတ်ပြာတို့ဖြင့်လက်ဝဲပိုင်းပိုင်းဆောင်နိုင်ကြ၍ဓမ္မချမ်းသာရောစွာစွာဖြင့်သာသနာပြုနိုင်ကြကုန်သောအန္တနာယောမိသားစုတွေပြပါလို့ဤပြဒီကောင်းမှုဤဘောဘာကကိုရှိဘဝဘုရားနှင့်မြင်အပ်သောပရိသတ်ပါဘုရားကောင်းတို့အား၎င်းဘုဆောင်တဲ့တကွာသမ္မာဒေဝမြတ်မြတ်နာကအဘောင်းတို့နှင့်အောင်စုဝံသာသနာအောင်မြေကိုဤထောင်ခဲ့ကြကုန်သောမူလဆရာမူလတေကအစထား၍30ဘောသင်္ကေကုန်သောဓမ္မာသန္တာကြသည်ဖြစ်ကြပါစေကုန်သောအတ္တဒနာ
ရှိရန်ကွာခီးတွင်နေတာမိမိပိုင်ပစ္စည်းများကိုခါလူရထားတာစီမရှိပါအစားကောင်းများမှလည်းအစိတ်မသိနာသေးချာကိုပစ္စည်းများကိုလည်းကိုကခွင့်မပြုရင်ညီလူများမယူနိုင်ပါမိမိပိုင်ပစ္စည်းအားလုံးအလိုရှိတိုင်းမှာစားသုံးနိုင်ရင်တို့မှာတထိန်တင်ငန်းကလူကြီးမကျူပါ အောင်ဒီအောင်ဒီအောင်ပါပြီအောင်ဒီအောင်ဒီအောင်ပါပြီအောင်ဒီအောင်ဒီအောင်ပါပြီကတိန်ပွဲကြီးအောင်မြင်ပါပြီအောင်ဒီအောင်ဒီအောင်ပါပြီအောင်ဒီအောင်ဒီအောင်ပါပြီအောင်ဒီအောင်ဒီအောင်ပါပြီကတိန်ပွဲကြီးအောင်မြင်ပါပြီစုပေါင်းဒါနပြုခဲ့ကြသည်မြို့ရောနေရောတောင်းတောင်းဖြာညီမြို့ရောနေရောတောင်းတောင်းဖြာညီစုပေါင်းဒါနပြုခဲ့ကြသည်မြတ်တော်သင်္ကန်းဖြစ်ထိုက်ဖို့ဤတမင်လုံးယူပဲအထိုက်လျောက်ဖြစ်သည်မြတ်တော်သင်္ကန်းဖြစ်ထိုက်ဖို့ဤတမင်လုံးယူပဲအထိုက်လျောက်ဖြစ်သည်ဝါတွင်သုံးလဝါမကြိုးမပြတ်အောင်ဘဝရနာပြုတဲ့ယဟန်မြတ်စီသာတစ်နေ့မှတစ်လမှတစ်ကြိမ်မှတစ်ကြောင်းကောင်းသာအခမြောက်တဲ့ကထိန်ခင်းမင်္ဂလာအောင်ပြီအောင်ပြီအောင်ပါပြီအောင်ပြီအောင်ပြီအောင်ပါပြီအောင်ပြီအောင်ပြီအောင်ပါပြီကထိန်ပွဲကြီးအောင်ခဲ့ပါပြီအောင်ပြီအောင်ပြီအောင်ပါပြီဟေးအောင်ပြီအောင်ပြီအောင်ပါပြီအောင်ပြီအောင်ပြီအောင်ပါပြီသတိပွဲကြီးအောင်မြင်ပါပြီစုပေါင်းဒါနပြုခဲ့ကြသည်မြို့ရောနေရောတောင်းတောင်းဖြာညီမြို့ရောနေရောတောင်းတောင်းဖြာညီစုပေါင်းဒါနပြုခဲ့ကြသည်မြတ်တော်သင်္ကန်းဖြစ်ထိုက်ဖို့ဤတမင်လုံးယူပဲအထိုက်လျောက်ဖြစ်သည်မြတ်တော်သင်္ကန်းဖြစ်ထိုက်ဖို့ဤတမင်လုံးယူပဲအထိုက်လျောက်ဖြစ်သည်ဝါတွင်သုံးလဝါမကြိုးမပြတ်အောင်ဘဝရနာပြုတဲ့ယဟန်မြတ်စီသာတစ်နေ့မှတစ်လမှတစ်ကြိမ်မှတစ်ကြောင်းကောင်းသာအခမြောက်တဲ့ကထိန်ခင်းမင်္ဂလာအောင်ကြီးအောင်ကြီးအောင်ပါပြီဟေးအောင်ကြီးအောင်ကြီးအောင်ပါပြီအောင်ကြီးအောင်ကြီးအောင်ပါပြီကတိန်ပွဲကြီးအောင်ခဲ့ပါပြီအောင်ကြီးအောင်ကြီးအောင်ပါပြီဟေးအောင်ကြီးအောင်ကြီးအောင်ပါပြီအောင်ကြီးအောင်ကြီးအောင်ပါပြီကတိန်ပွဲကြီးအောင်ခဲ့ပါပြီ